ဒီဗီဒီယိုလေးမှာတော့လူကြီးရောကလေးပါထမင်းစားမြင်စီနဲ့ခရမ်းသီးကြောက်ခောက်ဟင်းလျာကိုကုန်ကြစီအသက်တာဆုံးနဲ့အိမ်မှာအလွယ်ကူဆုံးချက်ပြပေးသွားမှာဖြစ်ပါရဲ့ပါဝင်တဲ့ပစ္စည်းတွေကတော့ခရမ်းသီး၊ကြက်ဥ၊ခရမ်းကျင်သီးနဲ့မြုပ်သီးစိမ်းတို့ပဲဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ခရမ်းသီးကိုအတုံးလေးပြပြအောင်လို့ပြထားတဲ့အတိုင်းတုံးပါမယ်နော်။ပြီးရင်တော့ခရမ်းကျင်သီးကိုလှိထားပါမယ်ရှင်ကျက်သွန်နီကိုလည်းလှိထားပါမယ်နော်အဆက်ကြိုက်သူတွေအတွက်ကတော့မြုပ်သီးစိမ်းကိုလိုအပ်တယ်လို့မမိစိတ်ကြိုက်ထည့်လို့ရပါတယ်နည်းနည်းအမင်းကိုလည်းလှိထားပါမယ်ရှင်ပြီးရင်တော့ဒဲဝပူလာလို့ရှိရင်စီထည့်ပြီးတော့တီးထိုင်ကျက်သွန်နေလေးတွေကိုအရှင်ဦးဆုံးကြောမှာဖြစ်ပါတယ်ဒီဟာနဲ့တုံးထားပြီးသားခရမ်းသီးအတုံးလေးတွေကိုကြောပါမယ်ဒီနေရာမှာခရမ်းသီးကြက်ဖို့အတွက်ရေနည်းနည်းထည့်ပြီးတော့ချက်ထားရပါမယ်နော်ရေခမ်းလာပြီဆိုလို့ရှိရင်တော့လှိထားတဲ့ခရမ်းကျင်သီးတွေထည့်ပါမယ်နော်ဟုတ်ကဲ့အပေါ်အငယ်အရသာအတွက်ကတော့ငပြားရည်အနှင်းငယ်နဲ့အကျုံးမအနှင်းငယ်ထည့်ပါမယ်ပြီးရင်တော့မြုပ်သီးစိမ်းပပားလေးကိုထည့်ပါမယ်ရှင်ဒီရနဲ့ဒုတိယအကြိမ်ရေနှင်းငယ်ထည့်ပြီးတော့ထပ်ချက်ပါမယ်နော်ပြီးသွားရင်တော့ထိုင်းငရုတ်စီကိုမိမိစိတ်ကြိုက်ထည့်လို့ရပါတယ်ရှင်
ရသာအတွက်ကတော့ခရုစီကိုလိုတက်လို့ထည့်ပါမယ်အားလုံးကျက်သွားပြီဆိုလို့ရှိရင်တော့ကြောက်ဥကိုမမိစိတ်တိုင်းလိုရည်ပုံမှုတည်ပြီးတော့ထည့်ပါမယ်နော်နောက်ဆုံးအနေနဲ့လီထိုင်းအနက်ပြင်းတွေကိုထည့်လို့ရပါပြီရှင်ဟုတ်ပါပြီရှင်အခုဆိုရင်တော့အိမ်မှာရှိတဲ့မိသားစုအားလုံးတေချာပေါက်ထမင်းမြင်ခြင်းနဲ့ခရမ်းသီးကြောက်ကောက်ဟင်းလျာလေးရပါပြီရှင်နောက်တစ်ပတ်မှာလည်းဒီလိုအရာတာရှိရဲ့အစားအစာနဲ့ဟင်းလျာတွေကိုချက်ပြပေးမှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်နောက်ဗီဒီယိုမှာလည်းဘယ်လိုအစားအစာနဲ့ဟင်းလျာတွေချက်ပြပေးရမလဲဆိုတာကို comment မှာရေးထားပေးလို့ရပါတယ်နော်အဆုံးထိကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်